မင်္ဂလာပါရှစ်မိတ်ဆွေတို့ရေဟိမွေနာတောနေကြီးရဲ့အလဲမှာတောက်ပတဲ့ရောင်ကြီးတော်လျှောက်သွဲနဲ့ခန်းကြားထေဝါလှတဲ့စန္ဒစင်းမင်းနဲ့သိငယ်တဲ့အထင်လွဲမှုတစ်ခုကနေအမြင့်တွေခဲ့ရတဲ့စုနာသူပရာရဲ့ရညိုးမီတို့ဟာဘဝရှားသွားတာတောင်တောက်လောင်နေသေးပါပဲမြစ်တာနဲ့ကလေးစားစွန့်လွန်ခြင်းနဲ့နောင်တတို့အားပြန်ကြတဲ့ပွဲမှာမြင့်မြတ်တဲ့စင်မင်းရဲ့အဆွဲတော်ဟာဘယ်လိုဆုံးသက်မျိုးကိုဖန်တီးပေးခဲ့တယ်လဲဆိုတာကိုအတူတူလိုက်ပါခန်းစားလိုက်ကြရအောင်နော်တောင်စင်ခုနှစ်ထပ်ကာရန်ထားတဲ့ကျဲပြန့်လှပတဲ့ဟိမွေနာတောနေကြီးရဲ့အလဲမှာစန္ဒအိုင်းလို့ခေါ်တဲ့ကြီးမားတဲ့ရေကန်ကြီးတစ်ခန်းရှိပါတယ်။အဲ့ဒီရေကန်ကြီးဟာရောင်စုံကြပန်းတို့ဖူးပွင့်ဝေစားပြီးပတ်ဝန်းကျင်တစ်ခွင်မှာလည်းအမျက်မပြတ်သီးပွင့်နေတဲ့သစ်သီးပင်တွေနဲ့ဝန်းရံထားပါတယ်။အဲ့ဒီလိုတာယာလှပတဲ့တောအုပ်ကြီးထဲမှာစင်ကောင်းရေ8000ကျော်တို့ဟာလည်းအရှင်ရှင်ရှစ်ခင်ရင်းနှီးအေးချမ်းစွာနဲ့မိတင်းနေထိုင်ကြပါတယ်။ထိုစင်အုပ်ကြီးကိုဥဆောင်သူမှာတော့ဘုံတကိုကြီးမားလာတဲ့စန္ဒစင်မင်းပဲဖြစ်ပါတယ်။စန္ဒစင်မင်းရဲ့ရုပ်အစင်းမှာဖြူစင်ဝင်းပါပြီးငွေတောင်ချင်းပမာခန်းကြားထဲဝါလှပါလေ။နှကန်းနဲ့ရှေးပြားတို့ဟာလည်းကြာသွေးရောင်လိုနေမြန်းတဲ့တောက်ပတဲ့ရောင်ကြီးတော်လျှောက်သွဲထုတ်လွတ်တဲ့အဆွဲတော်အစုံကိုလည်းပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။အဲဒီလိုခန်းကြားလာတဲ့အချိန်ဝါကြောင့်ပဲတောရင်းရှိလိပ်ဆံပေါင်းတို့ဟာစန္ဒစင်မင်းကိုကြောက်ရွံ့ရိုသေစွာနဲ့ပဲခါစားကြရပါလေ။စန္ဒစင်မင်းမှာမဟာတုတ်ပရာနဲ့စုနာတုတ်ပရာလို့ခေါ်တဲ့ရှင်ရတော်မိဖုရားနှစ်ပါးရှိပြီးသူတို့ဟာပျော်ရွှင်ရှမ်းမြေစွာနဲ့အတူတကွနေထိုင်ကြပါလေ။ဒီနေ့မှာတော့တောအုပ်တွင်ပိန်နှံပန်းများအစီရီပွင့်လန်းဝေစားတဲ့အချိန်မှာစန္ဒစင်မင်းဟာသူ့ရဲ့အရှမ်းရံစင်အုပ်ကြီးကိုခေါ်ဆောင်ပြီးပန်းရိုက်ကစားခြင်းနဲ့ပျော်ရွှင်စွာအချိန်ကုန်လွန်စေခဲ့ပါလေ။စင်မင်းဟာဒုံရှောင်းနဲ့ပိန်သေးကတို့ကိုရိုက်ခတ်ပြီးပန်းမိုးရွာသွန်းကပျော်ရွှင်စွာကစားခဲ့ကြပါလေ။ထို့အချိန်မှာပဲလေပြင်းတိုက်ခိုက်လာပြီးလေညာဘက်မှာရက်နေတဲ့မဟာတုတ်ပရာအပေါ်ကိုမွှေးပြန့်တဲ့ပိန်နေပန်းများဟာတပွဲပွဲကျဆင်းသွားခဲ့ပေမဲ့လေအောက်ဘက်မှာရက်နေတဲ့စုနာတုပရာအပေါ်ကိုတော့တက်ကိုင်းကြောင်များပြည့်စိတ်နေပြည့်စိတ်မဲများသာကြာရောက်ခဲ့ပါလေစုနာတုပရာဟာဒါကိုစင်မင်းကြီးရဲ့ဗက်လိုက်မှုနဲ့သူမအပေါ်မကျင်နာမှုလို့အထင်လွဲပြီးစိတ်မကောင်းခြင်းကြီးစွာဖြစ်ခဲ့ရပါလေအဲ့ဒီဖြစ်ရဟာရင်ထဲမှာအမြင့်တွယ်ခဲ့ပါလေနောက်တနေ့မနေ့ခင်းမှာတော့စင်အုပ်ကြီးဟာရေကန်အတွင်းမှာပျော်ရွှင်မြူးထူးစွာနဲ့ရေကစားခဲ့ကြပါတယ်။စန္ဒစင်မင်းကလည်းကျင်ရတော်မိဖုရားတွေနဲ့အတူကန်းဆက်မှာရှင်တွဲရက်လျက်ကြည်လေးနဲ့ရေပြင်းထက်မှာပျော်ရွှင်စွာရေကစားနေတဲ့စင်အုပ်စုကိုကြည့်နေခဲ့ပါတယ်။ထို့နောက်မှာတော့ရေကန်အတွင်းစင်ကစားနေကြတဲ့စင်ပေါင်းတို့ဟာရေပြင်းထက်မှလှပစမ်းကြဲတဲ့ရောင်စုံကြပန်းတို့ကိုအပြိုင်ဆိုင်ကူးယူလာပြီးမိမိတို့ရဲ့အရှင်သခင်စင်မင်းနဲ့မိဖုရားနှစ်ပါးကိုစွတ်တခဲ့ကြပါတယ်။ဒါပေမဲ့လို့စင်တကောင်ကရေကန်ရဲ့အနစ်ဆိုင်ဆုံးအရက်မှာထိုးခြားဆန်းပြားစွာဖူးပွင့်နေတဲ့အလွာခုနှစ်ထပ်ရှိတဲ့ကြားပန်းကြီးတစ်ပွင့်ကိုရရှိလာခဲ့ပါလေ။ထိုစင်ဟာတပွင့်ထဲရှိတဲ့အလွန်တရာလှပတင့်တယ်တဲ့ကြားပန်းကိုစန္ဒစင်မင်းထံကိုရိုသေစွာနဲ့ဆက်တာလိုက်ပါလေ။စင်မင်းဟာထိုကြားပန်းကိုအသက်ကြီးသူမဟာတုပ္ပရာအားလွှဲပြောင်းပေးလိုက်တဲ့အခါမှာတော့စုနာတုပ္ပရာရဲ့ရင်ထဲမှာနာကျင်မှုနဲ့ဒေါသအမျက်တို့ဟာအရှိန်အဟုန်နဲ့တပြေးပြေးကြီးထွားလာခဲ့ပါလေ။သူမကိုလက်လူရှူထားတယ်လို့ယုံကြည်ပြီးထိုဒေါသဟာရန်ညို့အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စင်အားလုံးကတောထဲကတတိတဦးတို့ကိုရှာဖွေပြီးပြစ်စေကဖျားချင်တဲ့စက်ကလှူဒန်းရမယ့်နေထူးနေမြက်ကိုရောက်ရှိလာခဲ့ပါလေ။စုနာသူပရာဟာဇီးသီးအာလူးနဲ့ပိန်းဦးတို့ကိုပြားရည်နဲ့ရောပြီးလှူဒန်းခဲ့ပါတယ်။ထို့သို့မုံမြက်လာတဲ့ဒါနမှုကိုပြုပြီးနောက်မှာတော့သူမဟာရင်ထဲမှာကင်းအောင်နေတဲ့ရန်ညိုးကိုအရှိခံပြီးဖျားချင်ထံမှာဆူတောင်းလိုက်ပါတော့တယ်။သူမရဲ့ဆူတောင်းဟာယခုဘဝမှာစုတည်သေးဆုံးသွားခဲ့လျင်နောက်ဘဝမှာမတရားတိုင်းပြည်ကိုအုပ်စိုးတဲ့ဘရင်ကြီးရဲ့သမီးတော်အဖြစ်ပြန်လည်မွေးဖွားပြီးဘာနတိမင်းရဲ့မိဖုရားကြီးအဖြစ်တေးမြောက်ခြင်းခံရကမင်းကြီးဟာသူမတူဦးတဲ့ကိုသာဂရုစိုက်ပြီးအရာရာသူမဆန္ဒအတိုင်းဖြည့်ဆည်းပေးခြင်းခံရသူဖြစ်ပါစေလို့ဆုတောင်းခဲ့ပါတယ်။ဒါအပြင်တိုင်းပြည်အတွင်းရှိမုံဆိုးအလုံးကိုအုပ်ချုပ်စေခိုင်းနိုင်တဲ့အာဏာရှိသူဖြစ်ပါစေကြောင်းနဲ့မိမိရင်ထဲမှာနာကျင်မှုရဲ့ကလေးစားအဖြစ်စန္ဒစင်မင်းရဲ့တောက်ပလာတဲ့အဆွဲတော်အစုံကိုရယူနိုင်သူဖြစ်ရပါလို့ဤဆိုပြီးစုပန်ခဲ့ပါလေ။ရင်တွင်းမှာတောက်လောင်နေတဲ့ဒေါသနဲ့ရန်ညိုမီတို့ကြောင့်ပဲစုနာသူပရာဟာစိတ်ဆင်းရဲခြင်းဝေဒနာကိုအပြင်းထန်ခံစားခဲ့ရပြီးအစာရေစာကိုမစားနိုင်တော့ပဲခန္ဓာကိုယ်ပိန်ရှုံးလာကသေဆုံးသွားခဲ့ပါလေ။ပြင်းပြလုံးတဲ့သူမရဲ့ဆူတောင်းတွေဟာအမှန်တကယ်ပြေးလာခဲ့ပြီးမတရားတိုင်းပြည်ရဲ့သမီးလေးအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါလေ။အရွယ်ရောက်လာတဲ့အခါမှာတော့သူမရဲ့လှပတင့်တယ်မှုကြောင့်ဘာယာနတိမင်းကြီးရဲ့အရှိတော်မိဖုရားကြီးအဖြစ်တင်မြောက်ခြင်းခံခဲ့ရပါလေ။သူမဆူတောင်းခဲ့တဲ့အတိုင်းအရှိန်အဝါအာနာစစ်တို့ပြည့်စုံလာခဲ့ပြီး
တောင်းဆိုသမျှအရာရာတိုင်းကိုလည်းစိတ်တိုင်းကျရရှိနိုင်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ဘာနဒီမင်းကြီးဟာမိဖုရားကြီးပေါ်တစ်ချိန်တစ်ခါမှစိတ်အနှောက်အယှက်မဖြစ်ရလေအောင်အဆအဆအရာရာအလိုလိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့ကာလအတန်ကြာလွန်လာတဲ့အခါမှာတော့စူနာသူရဟာသူမရဲ့အတိတ်ဘဝဖြစ်ရဟောင်းများကိုပြန်လည်သတိရလာခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဆန္ဒစင်မင်းရဲ့ပေါ်ထားရှိခဲ့တဲ့ရန်ညွတ်အာကာဒတို့ပြန်လည်နိုးထလာပြီးစင်မင်းရဲ့ရောင်ကြီးတော်လျှောက်သွဲဖျားထွက်နေတဲ့ဆွဲတော်အစုံကိုပိုင်ဆိုင်လိုတဲ့ဆန္ဒပြင်းပြစွာဖြစ်ပေါ်ခဲ့ပါတယ်။မိဖုရားကြီးဟာသူမရဲ့အလိုဆန္ဒပြေဝစေရန်အတွက်ပရိယေနဲ့ဟန်ဆောင်လိန်ညာခဲ့ပါတယ်။သူမဟာကိုဝင်ဆောင်တူဦးရှင်းရှင်းတက်တယ်လို့ဟန်ဆောင်ကအဆောင်အတွင်းမှာပဲပုံအောင်နေထိုင်ခဲ့ပါလေ။ဘာယနဒီမင်းကြီးဟာသူ့အရှိဆုံးမိဖုရားကြီးကိုစိတ်ပူပြီးအဆောင်တော်ကိုကိုယ်တိုင်ကြွမြန်းလာကအကျိုးချောင်းကိုမေးမြန်းခဲ့ပါလေ။အဲ့ဒီအခါမှာတော့စူနာသူပဒဟာမြည်ရည်ဆက်လက်နဲ့ငိုကြွေးပြီးရောင်ကြီးတော်လျှောက်တဲ့တောက်ပနေတဲ့စင်ဆွဲတော်မြတ်ကိုသာအလိုရှိကြောင်းညင်းညူပြောဆိုခဲ့ပါလေ။ရှေ့ရောက်သူရဲ့ဝမ်းနဲ့ပူဆွေးမှုကိုမကြည့်ရတဲ့ပြည့်ရှင်မင်းဟာရှင်းရှင်းမဲ့တိုင်းပြည်အတွင်းကမိုးဆိုးအလုံးကိုစုယုံစေဖို့စီမောင်တီးပြီးကြီးညာခဲ့ပါလေ။နန်းတော်ရှိမှစုယုံလာတဲ့မိုးဆိုးပေါင်းတို့ဟာမင်းကြီးရဲ့အမိန့်ကိုကြားသိရတဲ့အခါမှာတော့ထိတ်လန့်သွားကြပါလေ။ဒန်နာရီလာအချိန်ဝါကြီးမားလာတဲ့ဆန္ဒစင်မင်းရဲ့အဆွဲကိုတွားရောက်ဖြတ်ယူရမယ့်တောင်းအောင်မှာဘသူမှမုံမရဲဖြစ်ရအောင်ပင်ခက်ခဲခဲ့ပါလေ။ခေအစစ်စစ်မိဘဘိုးဘွားများလက်ထက်ကလေးကအဲ့ဒီစင်မင်းရဲ့သတင်းကိုကြားဖို့ယုံသာရှိပြီးဘယ်သူတူတယောက်ကမျှကိုယ်တိုင်ကိုကြမြင်တွေ့မှုချင်းမရှိခဲ့ကြပါဘူး။အဲ့လိုဘသူမှရှင်းမတော့အောင်မရှိနေစဉ်စူနာသူရာမိဖုရားကြီးဟာစင်မင်းကြီးနဲ့ကျမရစ်စစ်ဆက်ဆက်နေတဲ့မိုးဆိုးတူကိုကိုယ်တိုင်ညွှန်ပြရွေးချယ်ခဲ့ပါလေ။ထိုသူမကအရှားသူမဟုတ်ပဲတောတော်အနက်ကျွမ်းကျင်နှံ့ဆက်ပြီးသူရတက်တိနဲ့ပြည်စုံတဲ့တောနှုတ်ဒရာမိုးဆိုးပဲဖြစ်ပါလေ။တောနှုတ်ဒရာဟာအတွေ့အကြုံရင့်ကျက်တဲ့မိုးဆိုးတူဖြစ်တာကြောင့်ခက်ခဲလာတဲ့တာဝန်ကိုထမ်းဆောင်ရန်အတွက်ကြောက်ရွံ့ခြင်းမရှိဘဲဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါလေ။တကယ်လို့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ရင်တသက်တာလုံးစီးစိမ်ဥစ္စာကျွဲဝချမ်းသာလာမယ့်အပြင်သူ့ရဲ့ကြေးရွာကိုအုပ်ချုပ်ရမယ့်ရွာလူကြီးရာထူးကိုရရှိမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့စူနာသူပရာမိဖုရားကြီးဟာဟိမွေနာတောနဲ့အတွင်းသို့တွားရောက်ရမယ့်လန်ခီအစီအစဉ်ကိုအသေးစိတ်ညွှန်ကြားပြသခဲ့ပါတယ်။မိုးဆိုးကြီးဟာကြမ်းတမ်းလာတဲ့တောင်စဉ်ခုနှစ်ထပ်ကိုဖျက်ကျော်ကဟိမွေနာတောလေးကိုဝင်ရမှာပဲဖြစ်ပါတယ်။ထို့နောက်မှာတော့စင်မင်းကြီးကိုလိမ္မာပါနဲ့စွာနဲ့ကင်တွယ်ဖြည့်ရှင်းရမှာပဲဖြစ်ပါတယ်။တကယ်လို့စင်မင်းကြီးသာဒဏ်ရာရရှိသွားခဲ့လျင်အဆောင်ချောက်ဖြစ်တဲ့အရှံရန်စင်အုပ်ကြီးရဲ့ပြင်းထန်လာတဲ့ဒေါသအမျက်ကိုရင်ဆိုင်ရမှာဖြစ်ကြောင်းမိဖုရားကြီးဟာသတိပေးခဲ့ပါလေ။ခက်ခဲတဲ့လမ်းကြောင်းနဲ့စင်အုပ်ကြီးရဲ့ကြောက်မဲ့ဖွယ်ကောင်းပုံကိုသိရှိတဲ့အခါမှာတော့မိုးဆိုးကြီးဟာသူ့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ခဲ့တာကြောင့်အလုတ်ကိုညှင်းပယ်ရန်ကြံခဲ့ပါလေ။ဒါပေမဲ့လို့စူနာသူပရာမိဖုရားကြီးဟာသူမရဲ့အတိတ်ဘဝကဖြစ်ရတွေကိုမိုးဆိုးကြီးကိုပြန်လည်ပြောပြပြီးအတိတ်ဘဝကဆူတောင်းနေကြောင်းယခုတာဝန်ဟာတေချာပအောင်မြင်မှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်သူမဟာမိုးဆိုးကြီးအတွက်အောင်မြင်မှုရရှိမဲ့လမ်းစာများနဲ့ရရှိလာမဲ့အကျိုးကျေးဇူးအဖျားဖျားတို့ကိုတခုမကြမ်းအသေးစိတ်ပြောပြထားလို့ပဲဖြစ်ပါတယ်။အောင်မြင်မှုနဲ့စီးစိမ်ဥစ္စာတို့ဟာလက်တကမ်းအကွာသို့ရောက်ရှိနေပြီဖြစ်ကြောင်းယုံကြည်သွားတဲ့သောနောဒရမိုးဆိုးကြီးဟာခရီးစဉ်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာခရီးသွားလိုက်ရမှအသုံးပြုဖို့လက်နက်ကိရိယာတွေနဲ့လန်ခရီးအတွက်လိုအပ်မဲ့ရိတ်ခါကြောင်းများကိုအသေးချာပြင်ဆင်ပြီးလှုပ်ဝက်စမ်းကြက်လာတဲ့ဟိမွေနာတောနယ်ကြီးတွေကိုဦးတီထွက်ခွာခဲ့ပါလေ။သူဟာနေအောင်ကြီးပင်ကောင်းစွာမမြင်ရတဲ့မှောင်မိုက်တဲ့တောင်တန်းကြီးများကိုအခက်ခဲပေါင်းများစွာနဲ့ကြော်ဖြတ်ခဲ့ရပါလေ။ကြောက်မဖွယ်ကောင်းတဲ့တောရိုင်းလိပ်ဆန်တွေနဲ့အစိတ်အတောက်ပြင်းနေတဲ့သစ်ပင်တော်များကိုအသက်ဆောင်ပြီးရင်ဆိုင်ဖြတ်ကျော်ကစင်မင်းရဲ့ရှေးရွာကိုမနာမနေလိုက်လံရှာဖွေခဲ့ပါလေ။အဲဒီလိုနဲ့အချိန်ကာလတို့ဟာတရွေ့ရွေ့ကုန်းလွန်လာခဲ့ရာ9နှစ်9လနဲ့9ရက်မြောက်သောနေ့မှာတော့သောနှုတ်ဒရမိုးဆိုးဟာစင်ကောင်းရီထောင်တော်မကမိတင်းနေထိုင်ကြတဲ့ကြီးကျယ်ခမ်းနားတဲ့ရေကန်ကြီးစီကိုရောက်ရှိခဲ့ပါတယ်။ထိုစင်အောင်ကြီးရဲ့အလဲမှာအံ့ဩဖွယ်ကောင်းလောက်အောင်ဖြူစင်ဝင်းပါနေတဲ့စင်ပြူတစ်ကောင်ကိုတွေ့ရှိခဲ့ရပါတယ်။စင်မင်းရဲ့အဆွဲတော်တွေဟာရောင်ကြီးတော်6သွဲတို့တစ်ဖြက်ဖြက်တောက်ပလျက်ရှိပြီးစူနာသူပရာမိဖုရားကြီးပြောပြခဲ့တဲ့ပုံရိပ်တိုင်းပဲအချိန်အဝါကြီးမားလာပါတယ်။သောနှုတ်ဒရမိုးဆိုးကြီးဟာအခွင့်ကောင်းကိုလက်လက်မခံပဲအနီးကစောင့်ကြည့်လေ့လာခဲ့ပြီးနောက်မှာတော့စင်မင်းကြီးရေရှိုးရသွားတဲ့လမ်းကြောင်းမှာမြားပစ်ဖို့အတွက်လူတရက်စာကျင်းတဲ့တစ်ခုကိုလှုပ်ဝက်စွာနဲ့တူးခေါ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စင်မင်းကြီးရဲ့ဘာသာတရားပေါ်ရိုသေကိုင်းဆိုင်မှုကိုခွင့်ကောင်းယူပြီးရဟန်းတော်ရဲ့သင်္ကန်းကိုဝတ်ဆင်ကာကျင်းတွင်းမှနေပြီးမလုံမရှက်ဆောင်းဆိုင်နေခဲ့ပါတယ်။ဆန္ဒစင်မင်းဟာမိုးဆိုးကြီးရှိရာကျင်းဒီကိုသတိလွတ်လွတ်နဲ့ရှင်းကပ်လာတဲ့အခါမှာတော့မိုးဆိုးကြီးဟာအစိတ်လူးထားတဲ့မြားတစ်စင်းနဲ့စင်မင်းကြီးရဲ့ရှေးတော့ကိုပြစ်လိုက်ပါတော့တယ်။ပြင်းထန်လာတဲ့ဝေဒနာကြောင့်ပဲစင်မင်းကြီးရဲ့အော်ဟစ်တန်ဟာတတော်လုံးကိုပြင်းထန်သွားခဲ့ပြီးအဲဒီအတန်ကြောင့်အရှားခင်များဟာထိတ်လန့်နိုးကြလာကြပြီးသူတို့ရဲ့အရှင်သခင်စီကိုအပြေးလွှတ်ရောက်ရှိလာကဝန်းရံကာကွယ်ခဲ့ကြပါလေ
နာကျင်မှုကြောင့်လဲကျသွားတဲ့စင်မင်းကြီးဟာလောက်ကျန်သူကိုတက်ပြစ်ရန်ဒေါသအမြင့်ချောင်းချောင်းထွက်နေခဲ့ပါတော့တယ်။ဒါပေမဲ့လို့တောနှုတ်တော်မုတ်ဆိုးဝတ်ဆင်ထားတဲ့ရန်တို့ရဲ့သင်္ကန်းရောင်ကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့စင်မင်းကြီးဟာသူ့ရဲ့အသက်ကိုရန်ချသူအားတက်ဖြတ်ရန်တုံးဆိုင်သွားခဲ့ပါတယ်။ထို့အပြင်သူ့အားလောက်ကျန်သူမုတ်ဆိုးကိုအရှားစင်အုပ်ကြီးရဲ့ဘေးရန်နေရဲမှာကာကွယ်ပေးဖို့သူ့ရဲ့ကြီးမားလာတဲ့ရှေးပွားနဲ့ကျင်းဝကိုအသာရပိတ်ဆို့ထားခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်အမြင့်ချောင်းချောင်းထွက်နေတဲ့အရှားစင်များဟာတောနှုတ်တော်မုတ်ဆိုးကိုမြင်တွေ့တဲ့အခါမှာတော့အစိမ့်စိမ့်အမွားမဖြစ်စည်းပြင်းပြီးကိုစိုးရင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ကြီးမားလာတဲ့စင်အုပ်ကြီးရောက်ရှိလာတဲ့အခါမှာတော့မူသားစကားကိုပြောဆိုပြီးသူတို့အားလုံးကိုတောအုပ်အတွင်းကိုပြန်လည်ဆေးလွတ်ခဲ့ပါတယ်။အန်ဒီယမ်မြကင်းစင်သွားတဲ့အခါမှာတော့စီမင်းကြီးဟာရှေဘွားကိုဖယ်ရှားလို့တောနှုတ်တော်မုတ်ဆိုးနဲ့စကားပြောဆိုခဲ့ပါတယ်။တောနှုတ်တော်မုတ်ဆိုးကြီးမှာသူ့ရဲ့လောက်ရပေါ်တုတ်ပြန်လာတဲ့စီမင်းကြီးရဲ့မေတ္တာနဲ့ဂရုဏာတော်တို့ကြောင့်အံ့ဩတုန်လှုပ်ပြီးကြောက်ရွံ့ခြင်းနဲ့ကျေးဇူးတင်ခြင်းတို့ရောပြောနေတဲ့စိတ်အဆုံးနဲ့စီမင်းကြီးရဲ့ရှေ့မောက်မှာဒူးထောက်ခဲ့ပါတယ်။တောနှုတ်တော်မုတ်ဆိုးဟာသူ့အားစေခိုင်းခဲ့တဲ့ဘာယနာတိမိဖုရားကြီးရဲ့အမိန့်တော်နဲ့ဖြစ်ကြောင်းကုန်စင်အားလုံးကိုစင်မင်းကြီးအားဝန်ခံပြောကြားခဲ့ပါလေအကြောင်းစုံကိုကြားသိရတဲ့အခါမှာတော့စင်မင်းကြီးဟာသူ့ရဲ့အသက်တမြတန်ဖိုးရှိလာတဲ့ဆွဲတော်အစုံကိုပေးလူရန်ဝမ်းမြောက်စွာနဲ့သဘောတူခဲ့ပါလေဒါအပြင်မုတ်ဆိုးကြီးကို9ရက်အတွင်းဘာနတိပီကိုဘေးကင်းစွာနဲ့ရောက်ရှိနိုင်မှုအတွက်ဖြက်လန်းကိုညွှန်ပြပေးခဲ့ပါလေအဲဒီနောက်မှာတော့စင်မင်းကြီးဟာပြင်းထန်လွန်းလာတဲ့မြားစိတ်တန်းကြောင့်သေဆုံးသွားခဲ့ရပါလေတောနှုတ်တော်မုတ်ဆိုးဟာရောင်ကြီးတော်6သွဲကိုမျိုးနေတဲ့စင်ဆွဲတော်မြတ်တို့ကိုပိုက်ထွေးလျက်ဟိမွေနာတောနယ်ကြီးအတွင်းမှအလင်းမြန်ထွက်ခါခဲ့ရာစင်မင်းကြီးရဲ့ကိုကြီးမှုကြောင့်ပဲ9ရက်မြောက်သောနေ့မှာဘာနတိနန်းတော်ကိုရောက်ရှိခဲ့ပါလေမုတ်ဆိုးကြီးဟာမိမိယူဆောင်လာတဲ့အံ့ဖွယ်စင်ဆွဲတော်အစုံကိုစုနာသူရာမိဖုရားကြီးရဲ့ရှေ့မောက်ကိုဆွတ်တာခဲ့ပါလေမိဖုရားကြီးဟာသူမရဲ့မျက်စိရှေ့မောက်မှာတစ်ဖြက်ဖြက်တောက်ပနေတဲ့အဆွဲတော်တို့ကိုမြင်တွေ့ရတဲ့အခါမှာတော့အံ့ဩပြီးမုတ်ဆိုးကြီးဟာစင်မင်းရဲ့အဆွဲကိုဖျက်ယူနိုင်ခဲ့ခြင်းအတွက်သူမရဲ့ရင်ထဲမှာမြုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။တောနှုတ်တော်မုတ်ဆိုးဟာဟိမွေနာတော်အတွင်းမှာဖြစ်ခဲ့တဲ့အကြောင်းအရာအလုံးနဲ့စင်မင်းကြီးဟာဆွဲတော်မြတ်ကိုဝမ်းမြောက်စွာပေးလူခဲ့ခြင်းနဲ့ဆွမ်းလော့အနစ်နာခံခြင်းအလုံးတို့ကိုမိဖုရားကြီးကိုပြန်လည်ပြောပြခဲ့ပါလေ။ဆုနာသူဗရာဟာအတိတ်ဘဝကရန်ညိုးအာကာဒတို့ကိုအကောင့်ထဲဖော်နိုင်ခဲ့ပေမဲ့သူမရဲ့ရင်ထဲမှာပျော်ရွှင်ကြည်နူးမှုကိုမခံစားရဘဲပြင်းထန်လာတဲ့နောင်တတရားတို့သာလွှမ်းမိုးလာခဲ့ပါလေ။စင်မင်းကြီးပေါ်ထားရှိခဲ့ဘူးတဲ့ရှစ်ရှစ်မြတ်တာတို့ဟာတဖန်ပြန်လဲနိုးထလာကသူမရဲ့မိုင်မဲလာတဲ့အပြုတ်မှုများအတွက်စိတ်မချမ်းမြေ့မှုဝမ်းနဲ့ပူဆွေးမှုတို့ကိုအလူးလဲခံစားခဲ့ရပါလေမိဖုရားကြီးဟာအတိတ်ဘဝကကျင်ရတော်စင်မင်းကြီးကိုလွမ်းစော်တန်းတာကငိုကြွေးရင်းနေ့စဉ်ရစ်ဆက်ဆိုသလိုစင်ဆွဲတော်မြတ်တို့ကိုပိုးဖြစ်လျက်ဝမ်းနဲ့ကြေကွဲခဲ့ပြီးအဲ့ဒီလိုနှဆိုင်လာတဲ့ပူဆွေးမှုနဲ့နောင်တမီးတို့လောင်မြိုင်ရှင်းကြောင်ပဲရင်ကွဲနာကြပြီးသေဆုံးခဲ့ရပါတယ်ဒါကတော့ဟိမွေနာတော်အတွင်းကကြီးကျယ်ခမ်းနားလာတဲ့အရှင်ဝါနဲ့စံပယ်ခဲ့တဲ့ဆွမ်းနာစင်မင်းကြီးရဲ့မြင့်မြတ်လာတဲ့ဆွန့်လွတ်ရှင်ရှစ်ရှင်းနဲ့စုနာသူဗရာရဲ့ရန်ညိုးနောင်သားတို့ရုပ်ရှင်နေတဲ့သင်္ကန်းစာယူပွဲဇက်တော်ပဲဖြစ်ပါတယ်။နောက်ထပ်လည်းယခုလိုစိတ်ဝင်စားဖွယ်ရာဒဏ္ဍာရီများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားကြဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်။လွှဲမမှုတစုံတရာဖြစ်ခဲ့လျင်ဘာသာပြန်သူဖြစ်တဲ့ကျမတို့ရဲ့လိုအပ်ချက်သာဖြစ်ပါတယ်ရှင်။